အားလုံးပဲမင်္ဂလာပါရှေ့မှာတဘာဝကိန်းနဲ့အပြေကိန်းအကြောင်းသင်ပြီးပြီဆိုတော့အခုပုံစံတွက်လေးမှာကျတော့ဗာမိထားတယ်လဲဆိုရင်ကဏ္ဍလေးလုံးပါတော့အကြီးဆုံးအပြေကိန်းနဲ့အငယ်ဆုံးအပြေကိန်းတို့ကိုရှာပါဆိုတော့မိထားတယ်ဒါဆိုရင်ကဏ္ဍဘယ်နှလုံးပါမလဲဆိုလေးလုံးပါမယ်ဆိုတော့တစ်လုံးနှလုံးသုံးလုံးလေးလုံးအပြေကိန်းလို့ပြောထားတဲ့အတွက်ကြောင့်ကျွန်တော်အပြေကိန်းလေးတွေကိုပြန်ပြီးတော့ခေါ်ကြည့်မယ်အဲ့တော့အပြေကိန်းတွေဘယ်ကစားလဲဆိုရင်0ကစားတယ်0 1 2 3 4 5 6 7 8 9အတွက်စားအဲ့ဒါဆိုရင်သူမေးတဲ့မေးခွန်းလေးမှာကဏ္ဍလေးလုံးပါတော့အကြီးဆုံးပြေကိန်းကိုလည်းမေးတယ်ကဏ္ဍလေးလုံးပါတော့အငယ်ဆုံးပြေကိန်းကိုလည်းမေးတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ကအကြံဉာဏ်လေးနဲ့နည်းနည်းစဉ်းစားကြည့်မယ်ကဏ္ဍအရေးအတွက်တစ်လုံးဆိုရင်အငယ်ဆုံးပြေကိန်းကလည်းတစ်လုံးဖြစ်ရမယ်အကြီးဆုံးပြေကိန်းကလည်းတစ်လုံးဖြစ်ရမယ်နှလုံးဆိုရင်ငယ်ဆုံးပြေကိန်းကလည်းနှလုံးပြရမယ်အကြီးဆုံးပြေကိန်းကလည်းနှလုံးပြရမယ်သုံးလုံးဆိုရင်ငယ်ဆုံးပြေကိန်းကလည်းသုံးလုံးပြရမယ်အကြီးဆုံးပြေကိန်းကလည်းသုံးလုံးပြရမယ်လေးလုံးဆိုရင်ငယ်ဆုံးပြေကိန်းကလည်းလေးလုံးဖြစ်ရမယ်အကြီးဆုံးပြေကိန်းကလည်းလေးလုံးဖြစ်ရမယ်ငါးလုံးဆိုရင်ငယ်ဆုံးပြေကိန်းကလည်းငါးလုံးဖြစ်ရမယ်အကြီးဆုံးပြေကိန်းကလည်းငါးလုံးဖြစ်ရမယ်အဲ့ဒါဆိုရင်တစ်လုံးကနေစစဉ်းစားကြည့်အထက်မှာတော့သင်ခဲ့တဲ့အငယ်ဆုံးအပြေကိန်းဒီပါလဲဆိုရင်0အဲ့ကြတော့အကြီးဆုံးအပြေကိန်းဟိုမှာတော့အားလုံးကိုရှုံပြီးပြောတာဖြစ်တဲ့အတွက်ကြောင့်အနန္တကိန်းစဉ်ကိန်းတွေအများကြီးရှိတဲ့အတွက်ကြောင့်အကြီးဆုံးပြေကိန်းမရှိပါလို့ရေးခဲ့တယ်ဒီမှာကျတော့ကိန်းတစ်လုံးနဲ့ကိန်းတစ်လုံးချင်းစီရဲ့အကြီးဆုံးကိန်းလို့ပြောထားတာဖြစ်တဲ့အတွက်ကြောင့်ကိန်းတစ်လုံးချင်းစီတိုင်းမှာဆိုရင်အကြီးဆုံးတန်ဖိုးဒီ9ရှိတဲ့အတွက်ကြောင့်အကြီးဆုံးအပြေကိန်းက9အဲ့ဒါဆိုရင်ကိန်းနှလုံးကိုစဉ်းစားမယ်ဒါဆိုရင်ကိန်းနှလုံးကိုစဉ်းစားတဲ့အခါမှာကိန်းနှလုံးမှာဆိုရင်ကိန်းနှလုံးကိုစဉ်းစားတဲ့အခါမှာအငယ်ဆုံးအပြေကိန်းက0 0လို့ပြောလို့ရတယ်ဆိုပေမဲ့ဒါပေမဲ့နှစ်ခုလုံးဒီတန်ချေမရှိအဲကြတော့0ထက်ကြီးတဲ့တစ်လုံး0 1ဆွဲခေါ်လိုက်မယ်ဆိုရင်လည်းပဲ1ဒီရေးတွက်လို့ရတဲ့ကိန်းတန်ဖိုးရှိရသူ့ရဲ့ရှေ့မှာ0ဖြစ်တဲ့ကြောင့်0ဒီဘာမှမရှိတဲ့အတွက်ကြောင့်0 1ဆိုရင်တကယ်တန်ဖိုးယူမယ်ဆိုရင်0ဒီဘာမှတန်ချေမရှိတဲ့အတွက်ကြောင့်1တစ်လုံးနဲ့ပဲအမြည်တွင်သွားမယ်အဲဒါသူကကိန်းနှလုံးလို့ပြောတဲ့အတွက်ကြောင့်0 1ဆိုရင်0ကိုဖြစ်လိုက်မယ်ဆိုရင်1တစ်လုံးနဲ့ကြံမယ်အဲကြတော့ကိန်းနှလုံးဖြစ်အောင်ပြောမယ်ဟိဆိုရင်တော့1ကိုရှေ့မှာထားပြီး1 0မှတာလင်အမှန်ဖြစ်မှာပဲဒါဆိုရင်ဒီမှာကိန်းနှလုံးယူထားဆိုရင်နောက်မှာအကြီးဆုံးအပြေကိန်းကလည်းပဲကိန်းနှလုံးယူရမယ်နေရာလိုက်တန်ဖိုးမှာအမြင့်ဆုံးဒီ9ပဲဖြစ်တဲ့အတွက်ကြောင့်ကိန်းနှလုံးဆိုရင်99ဒါဆိုရင်ကိန်းသုံးလုံးမှာဆိုရင်လည်းပဲသူ့ကို001လို့တွားရေးမယ်ဆိုရင်ရှေ့က00တွေကတန်ကြီးမရှိတဲ့အတွက်ကြောင့်သူဒီဖြတ်လိုက်မယ်ဟိဆိုရင်1တစ်လုံးပဲတန်ကြီးကျကိန်းတစ်လုံးပဲဖြစ်သွားမယ်ကိန်းက3လုံးယူခိုင်းတာဖြစ်တဲ့အတွက်ကြောင့်တန်ကြီးရှိတာကိုလိုချင်တယ်ဆိုရင်100ဒါဆိုရင်နောက်မှလည်းပဲတန်ဖိုးကိန်းတစ်လုံးချင်းတည်းရဲ့အမြင့်ဆုံးဒီ9ဒါဆိုရင်လေးလုံးယူမှာဖြစ်တဲ့ဆိုရင်လည်းပဲကိန်းလေးလုံးဆိုရင်သူ့ကို0001ဆိုရင်ကိန်းလေးလုံးတော့ပြပါတယ်ရှေ့မှာ0တွေဖြစ်တဲ့ကြောင့်တန်ဖိုးကကိန်းတစ်လုံးပဲကျန်မယ်1ဆိုတဲ့တစ်လုံးပဲကျန်မယ်ဆိုရင်ကိန်းကတစ်လုံးတည်းယူထားသလိုဖြစ်သွားမှာကိန်းကအမှန်တကယ်တော့လေးလုံးဖြစ်ရမယ်လေးလုံးဒီတန်ဖိုးရှိတဲ့အနေထားကိုဖြစ်ရမယ်ခေါ်လို့ရမယ်တန်ဖိုးဖြစ်တဲ့အနေထားကိုရှိရမှာဖြစ်တဲ့အတွက်ကြောင့်100မှတာလင်တန်ဖိုးရှိသွားမှာဖြစ်တဲ့အတွက်ကြောင့်နောက်ကအကြီးဆုံးအပြေကိန်းမှာလည်းပဲသူ့နေရာလိုက်တန်ဖိုးရအမြင့်ဆုံးဒီ9ဒီအမြင့်ဆုံးဖြစ်တယ်ဒါကြောင့်မလို့ကိန်းလေးလုံးလို့ပြောတဲ့အတွက်ကြောင့်ကိန်းလေးလုံးမှာဆိုရင်အငယ်ဆုံးအပြေကိန်းက1000ဒီအငယ်ဆုံးအပြေကိန်းဖြစ်ပြီးတော့အကြီးဆုံးအပြေကိန်းကကြတော့သူ့ရဲ့နေရာလိုက်တန်ဖိုးရအမြင့်ဆုံးကိန်းကဏ္ဍတွေကတော့9ဖြစ်ပါတယ်ဒါဆိုရင်ကဏ္ဍတစ်လုံးချင်းစီမှာဆိုရင်အကြီးဆုံးကဏ္ဍက9ဖြစ်တဲ့အတွက်ကြောင့်တနေရာစီမှာဆိုရင်အကြီးဆုံးကဏ္ဍ9ကိုဘာလုပ်ပေးရလဲဆိုရင်တနေရာစီမှာအကြီးဆုံးကဏ္ဍ9တွေကိုဘာလုပ်ပေးရလဲထည့်ပေးရတယ်အကယ်၍များ9ထက်ကြီးတာများရှိသိကျင်သလားဆိုရင်999ကို1ပေါင်းကြည့်လိုက်မယ်ဆိုရင်သူဒီတသိန်းဖြစ်သွားမယ်တသိန်းဆိုရင်ကိန်းကဏ္ဍကဘယ်နှလုံးဖြစ်သွားမလဲဆို9လုံးကြီးဖြစ်သွားမယ်9လုံးကြီးဖြစ်သွားမယ်ဆိုရင်သူမေးတဲ့မေးခွန်းမှာကကဏ္ဍကဘယ်နှလုံးလဲပါရမယ်4လုံးပဲပါရမယ်အကြီးဆုံးလည်းဖြစ်ရမယ်ဆိုရင်ဒါဆိုရင်ကဏ္ဍ4လုံးပါပြီးတော့အကြီးဆုံးကိန်းက999ဖြစ်သွားတယ်ဆိုတာကြီးလေး
အားလုံးပဲကျေးဇူးတင်ပါတယ်